selection criteria ဆိုတာကသူ့ရဲ့အလုပ်ကြော်ညာမှာပါတဲ့အဲ့ဒီအလုပ်အတွက်အဲ့ဒီ role အတွက်လိုအပ်တဲ့အချက်လက်တွေကိုတရားဝင်ဖော်ပြထားတဲ့စာရင်းဖြစ်တယ်။သူတို့ကတင့်ကိုဘယ် skill တွေအတွက်ဘယ် role အတွက်ကိုလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောနေတာဖြစ်တယ်။ဥပမာတစ်ခုအနေနဲ့ကြည့်ရအောင်။ detail oriented ဖြစ်ရမယ်။ communication ကောင်းရမယ်။ competent writing and speaking skill ရှိရမယ်။ Microsoft Excel ကိုကျွမ်းကျင်အသုံးပြုနိုင်ရမယ်။ teamwork ကောင်းရမယ်အစရှိသဖြင့်ဖော်ပြထားပါမယ်အဲ့ဒါတွေကိုဘယ်လိုမျိုးဖြေမလဲ star method ကိုအသုံးပြုပါ situation ဘယ်အခြေအနေမျိုးမှာလဲဥပမာဒီကျောင်း project တစ်ခုမှာ task သင်ရဲ့တာဝန်ကပါလဲဥပမာအဖွဲ့ကိုဦးဆောင်ပြီးတော့အစီရင်ခံစာရေးရတယ် action သင်ကိုယ်တိုင်မလုပ်ခဲ့တာလဲဥပမာကျွန်မအစည်းအဝေးခေါ်ပြီးတော့မှတာဝန်ခွဲဝေခဲ့တယ် Excel ကိုသုံးပြီးတော့မှ data တွေကိုစုစည်းခဲ့တယ် result ရလဒ်ကပါလဲဂိမ်းကနန်းနဲ့ပြနိုင်လို့ရှိရင်အကောင်းဆုံးပါဥပမာ project အောင်မြင်စွာပြီးမြောက်ခဲ့ပြီးတော့မှကိုယ့်ရဲ့ supervisor ကနေမှချီးမွမ်းခြင်းကိုခံရခဲ့တယ်အရေးကြီးဆုံးချက်က selection criteria ကိုဖြည့်တဲ့အခါမှာအထောက်အထား evidence နဲ့ဖြည့်ပါကျွန်မရဲ့ဆက်ဆက်ရေးကောင်းမွန်တယ်လို့ပြောရုံနဲ့မပြီးပါဘူးဘလို့အခြေအနေမျိုးမှာဘလို့ကောင်းခဲ့တယ်ဆိုတဲ့ဥပမာနဲ့ပြောပြမှာဖြစ်ပါတယ်စာမျက်နှာတစ်မျက်နှာခွဲရနေနှစ်မျက်နှာလောက်ထိသူတို့ပေးတဲ့မိကုံးပေါ်မှာမူတည်ပြီးတော့မှဖြေရပါမယ်